ကဘာခန်းနာဆုံးပြိုင်ပွဲကြီးမှာမြန်မာလန်လွင့်ထူပြီးအောင်ပွဲခံနိုင်ခဲ့လို့ဂုံယူချောင်းဖွင့်ရလာခဲ့တဲ့ဘန်အားလုံးမင်္ဂလာပါများ Agri Martial Sport ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေနာမည်ကျော် promotion ဖြစ်တဲ့ UFC 313ရဲ့ flyweight တန်းအောက်မှာမြန်မာ fighter Joshua Ban နဲ့ Japan fighter ရေစုရတို့ရှင်မြိုင်ထိုးတက်ခဲ့ကြပြီး Joshua Ban ကအမှတ်နဲ့အနိုင်ရရှိသွားခဲ့ပါရီဒါကချင်းနိုင်သားလေးဘန်အတွက် UFC မှာ၃ပွဲဆက်နိုင်ပွဲလည်းဖြစ်ပါရီ UFC promotion ကိုရောက်ရှိလာပြီးကလေးကဘန်က9ပွဲကစား6ပွဲနိုင်တပွဲရှုံးရလက်ကိုရရှိပိုင်ဆိုင်ထားခဲ့ပါရီဒါကချင်းနိုင်သားလေးဘန်အတွက် UFC မှာ3ပွဲဆက်နိုင်ပွဲလည်းဖြစ်ပါရီ UFC promotion ကိုရောက်ရှိလာပြီးကလေးကဘန်က9ပွဲကစား6ပွဲနိုင်တပွဲရှုံးရလက်ကိုရရှိပိုင်ဆိုင်ထားခဲ့ပါရီဒါကတကယ်ကိုကောင်းမွန်တဲ့နိုင်ပွဲရခိုင်နှုန်းဖြစ်ပါရီဒီပွဲစဉ်ကဘန်အတွက်အတော်လေးကိုထူးခြားနေခဲ့ပါရီ UFC ကိုစရောက်ကလေးကဘန်ကမြန်မာနိုင်ငံကိုစားပြုကစားခြင်းခဲ့ပြီး UFC ဖွဲ့စည်းဘက်ကခွင့်ပြုမပေးခဲ့တာကြောင့်အမေရိကန်နိုင်ငံကိုသာကိုစားပြုကစားပေးခဲ့ရတာဖြစ်ပါရီစူးရနဲ့ပွဲစဉ်မှာတော့ဘန်က UFC မှာပထမဆုံးအကြိမ်ဖြစ်မြန်မာလန်ကိုလွှင့်ထူခဲ့ပြီးမြန်မာနိုင်ငံကိုစားပြုဖိုက်တာအဖြစ်ရှင်မြိုင်ထိုးတက်ခဲ့တာဖြစ်ပါရီဘန်တယောက်သူရဲ့အိမ်မက်ဖြစ်တဲ့မြန်မာနိုင်ငံကိုစားပြုခွင့်ရရှိသွားခဲ့တာပါပွဲထိုးတက်ဖို့စထွက်လာကလေးကဘန်ကမြန်မာလန်ကိုပေါ်မှာခြုံပြီးတော့ထွက်လာခဲ့တာဖြစ်ပါရီပွဲပြီးမီဒီယာနဲ့အင်တာဗျူးမှာလေဖန်ကအခုလိုပဲဖွင့်ဟပြောဆိုလာခဲ့ပါရီကမ္ဘာကကြီးကျယ်ခမ်းနားဆုံး promotion ကြီးမှာကျွန်တော်ရဲ့နိုင်ငံကိုစားပြုကစားခွင့်ရပြီလို့ဝမ်းသာမိပါရီဟေးလူတွေခင်ဗျားတို့သိလားဗျဒါကျွန်တော်တက်ကတော့တကယ်ကိုအရန်ကိုစိတ်လုံရှားစရာကောင်းစီတဲ့အခိုက်အတန့်ဖြစ်ပါရီဒီပတ်လုံးလဲကျွန်တော်အများအားပြုံးပျော်နေကြတာပါကိုယ်နိုင်ငံကိုစားပြုပြီးတော့အကြီးကျယ်ခမ်းနားဆုံးပြိုင်ပွဲမှာကျွန်တော်အနေနဲ့အားကုန်သုံးပြီးတော့ပွဲကိုဖျက်ချင်နေခဲ့ပေမဲ့စိတ်လောသွားခဲ့ရပါရီနောက်ပွဲမှာဒီတက်ပိုကောင်းလာနိုင်မှာပါဆိုပြီးတော့ဖန်ကဖွင့်ဟသွားခဲ့ပါရီဒီနေ့ဒီဆမ်ဘော်ရီလောက်ပါပြီများ UFC 1 Championship နဲ့လက်ဝဲအကြောင်းအရာတွေကိုစုံစုံလင်းတင်ဆက်ပေးနေတယ် Agri Martial Sport Channel လေးကို like and follow လုပ်ထားပြီးတော့ဗီဒီယိုလေးကို share ပေးကြဖို့တောင်းဆိုလိုက်ပါရစေများ